โอเคမှန်ကွက်တွေကကျွန်တော်တစ်သားနဲ့ပဲလုပ်လို့ရတာမဟုတ်ဘူးအခုလိုမျိုးတန်နဲ့လည်းလုပ်တတ်ရင်ရပါတယ်ဒီပညာကိုကျွန်တော်တို့လေးလာမယ်ကျွန်တော်တို့အာဒီအတက်တွေကိုလေးလာမယ်ဆိုရင်လုပ်လို့ရပါတယ်ဒီမှန်ကွက်ဆိုတာတော့အများအားစုကျွန်တော်တို့တစ်သားနဲ့ပဲလုပ်ကြတယ်များတယ်ဘောက်ခွေပြီးတစ်သားနဲ့လုပ်တယ်စင်းထွေးပြီးလုပ်တယ်အခုဒီမှာကျတော့ကျွန်တော်တို့တန်နဲ့လုပ်တာဒီပါနော်ဒါမှတော့အတိုင်းတွေတော့ကျွန်တော်တခြားလည်းမပြတာဘူးကျွန်တော်ဒါ line မှာတွေ့လို့ကျွန်တော်ပြန်ပြီး share ပြီးလုပ်ပေးတာပေါ့နော်အတိုင်းတွေဘာလို့မပါဘူးဆိုမဲ့အမြင်လေးရှိကြတော့ကိုယ့်ဘာကိုပြန်ချိန်ပြီးလုပ်လို့ရပါတယ်တချို့ဆရာကြီးတွေဆိုရင်ဒီကိုမျက်စိစိတ်မှာအမြင်တစ်ခုစီသွားပြီဆိုရင်ကျန်တာကသူ့ဘာသူလိုက်ပြီးတော့အသားရုပ်ချိန်ပြီးလုပ်လို့ရပါတော့ဘူးเนาะအဲ့တော့ကျွန်တော်မျှပေးတာပေါ့เนาะကျွန်တော်လည်းဒီမှာတွေ့လိုက်တော့သဘောကျတယ်သဘောကျတော့ကျွန်တော်ရဲ့ညီကိုတွေပြန်ပြီးတူဝင်အောင်လို့တချို့လူတွေဆိုရင်ဒါမျိုးလုပ်နေတဲ့လူတွေရှိပါတယ်เนาะအဲ့ဒီတော့ကျွန်တော်ပြန်ပြီးမျှပေးလိုက်တာပါပညာဆိုတာကတော့လည်းပို့သွားတာမရှိပါဘူးပညာကပို့သွားတာမရှိဘူးနောက်ပြီးတော့ကြည်တာတော့လည်းဒါကလည်းတစ်ချိန်ကြရင်အတူဝင်လာနိုင်ပါတယ်ဒါတော့ကျွန်တော်တန်တမားတွေလည်းတစ်တမားတွေလည်းဆင်လို့ရှိရင်အခုလိုမျိုးမှန်ကွက်တွေလောက်လို့ရတယ်ဆိုတာကိုကျွန်တော်ညှောက်ပေးတာပေါ့နော်โอเคဒီမှာလောက်သွားတော့လောကမိုက်တယ်နော်